ခရစ်နှစ်2017ခုနှစ်9လပိုင်း4ရက်တနင်္ဂနွေနေ့ညချမ်းအချိန်ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျောင်းမြို့နယ်သွန်ဝနာအင်းစီကုန်းရပ်ကွက်စကိုင်းစာသင်တိုက်ကြီးတွင်၌ဆင်ရင်ကျင်းပပူဇော်သောစကိုင်းစာသင်တိုက်ကြီးဦးစီးပဓာနနာယကဆရာတော်ဗတ္တန္တဓမ္မနန္ဒနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌအဂမပန္နိတဆောဘုရားကြီး85နှစ်မြောက်ဆင်ရတုအထိမ်းအမှတ်ဆင်ရတုကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက်စီရင်ကျင်းပပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်သောသံယုတ္တနိကေအာလဝကသုတ်တန်၌ဗုဒ္ဓရှင်တော်မြတ်ဟောကြားအပ်သောဘာသာတော်များကိုအခြေခံတရားစာစဉ်ဟောကြားအပ်သည့်အောင်မြင်ကြီးပွားသောချက်များအမည်ပေးသောတရားတော်ဘာတရားလဲလောကအောင်မြင်ကြီးပွားရေးလောကုတ္တရာနေပေကတရားဓမ္မကြီးပွားရေးသာသနာတော်ကြီးပွားရေးဆိုတဲ့အောင်မြင်ကြီးပွားရေးအကြောင်းတွေမှာတို့တရားနာပရိသတ်တွေတကယ်သိတဲ့နဲ့ထင်လို့ဘုန်းကြီးတို့ဒီတရားနဲ့ပဲဓမ္မဒါနပြုရမယ်ဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီတရားတို့ရဲ့ပိုင်ရှင်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တကွအနန္တောအနန္တ၅ပါးရဲ့ဂုဏ်ကျေးဇူးကိုအာရုံပြုပြီးဗုဒ္ဓဂုဏ်ဤစုံအညီစတဲ့ဘုန်းကြီးတို့ပူဇော်နေကြမြတ်ဗျံဘုရားရှိခိုးလေးကိုဘုန်းကြီးတို့နဲ့အတူသံပြိုင်ဖြည်းဖြည်းလေးလေးရွတ်ဆိုပူဇော်ရင်းနဲ့ဓမ္မသနာပလင်ပွင့်ကြရအောင်အလုံးလက်အုပ်လေးတွေချီမြတ်တော်လေးတွေချတယ်လီဖုန်းတွေကိုပိတ်ထားလိုက်ရင်ကောင်းမယ်ဟုတ်လားအလုံးဖြည်းဖြည်းလေးလေးပူဇော်ကြရအောင်ဘုရားကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာဓမ္မကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာသံဃာကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာမိဘကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာဖရာကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာသာဓုသာဓုသာဓုတင်မရပါနဲ့ဆုရှိလာတဲ့နာမည်ချမ်းသာသလိုတတ်တာသလိုထိုင်ပြီးတော့နာပါလေးရမြောက်တော့တော်တော်ပင်ပန်းဟုတ်လားကဲဗာတရားနဲ့အောင်မြင်ကြီးပွားသောချက်များအောင်မြင်ကြီးပွားသောချက်များဆိုတဲ့တရားရဲ့ဇလံအစသည်ဘလို့စိတ်ဓာတ်တွေကြံတန်းပြီးတော့နှလုံးသားတွေကြံတန်းနေတဲ့အလာဝကဘီလူမင်းနဲ့မြတ်စွာဘုရားရှင်တို့ဆုံတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့တရားလေးအလာဝကဘီလူမင်းဆိုရင်တို့တရားနာသိတာတော်တော်များများသိပြီးနေပြီဟုတ်တယ်မဟုတ်လားအလာဝကဘီလူမင်းဖြစ်လာပုံလေးကသူကလက်သမင်အစည်းအဝေးမှာအစည်းအဝေးတက်နေလက်သမင်သူအစည်းအဝေးတက်နေတဲ့အချိန်မှာပဲဘောရမမြတ်စွာဘုရားကဘုန်းကြီးတို့ဘုရားရှင်ကအလာဝကရဲ့နတ်ဗိမာန်မှာ
အာလဝကရှိမှာပါမစ်မတောင်းမဲနဲ့ဝင်ပြီးတော့အရင်သုံးနေတာအလုံးနေလေအာလဝကကြီးရဲ့နတ်ဗိမာန်ထဲမှာမြတ်စွာဘုရားကသတင်းသုံးနေတယ်အာလဝကကဘယ်ရောက်နေလဲနတ်သဘင်စီဝေးမှာစီဝေးတက်နေဒီတော့သူ့ရဲ့ဗိမာန်ကိုခိတ်ဆောင်တဲ့နတ်ကသွားပြီးတော့ပြောတယ်ရှင်အရှင်ရဲ့ဗိမာန်ထဲမှာဂေါရမမြတ်စွာဘုရားဝင်ပြီးတော့သတင်းသုံးနေတယ်ဒီအတန်နဲ့ကြားလိုက်တော့အာလဝကဒေါသတွေဖြစ်တယ်ဟာဂေါရမလို့ဘုရားကဘာဖြစ်လို့ငါစီခွင့်မတောင်းမဲနဲ့ငါဗိမာန်ထဲဝင်ပြီးတော့နေရတာလေဟာခွင့်ပြုချက်မရဘဲနဲ့ဘာဖြစ်လို့လာပြီးတော့ချူးကျော်ရတာလဲဒေါသတွေဖြစ်ဒေါသတွေလည်းဖြစ်ဉာဏ်နဲ့နတ်တွေကဘာပြောမလဲသူရှက်လေးရှက်ဒေါသနဲ့ရှက်တာနဲ့ပေါင်းပြီးတော့ညံ့ညံ့ပြောကြဆိုအစည်းအဝေးလည်းပြီးရောဗိမာန်ရှိတဲ့နေရာအမြန်ပြန်လာတဲ့အချိန်မှာဗိမာန်ထဲမှာဘယ်သူရောက်နေလဲမြတ်စွာဘုရားဒီတော့အာလဝကဘာစိတ်နဲ့ပြန်လာတာလဲဒေါသစိတ်နဲ့အဲဒီမှာခွင့်ပြုချက်မယူဘဲနဲ့သတင်းသုံးနေတဲ့မြတ်စွာဘုရားလေအာလဝကလည်းပြန်လာညနေချင်းစုံတဲ့အခါပြောလိုက်တာပြိဿကြီးဒေါသစိတ်နဲ့ထွက်လာတဲ့ပါဇက်ကအတန်သိကောင်းတဲ့အတန်လားမကောင်းတဲ့ပြမတာမြတ်စွာဘုရားကိုဒီမျိုးစုံနဲ့ပြမနောက်ဆုံးဘလောက်အထိကျုံသွားလဲဆိုရင်အရှင်ဂေါရမကျွန်တော်ရဲ့သွားဘလောက်ကြီးတယ်ဆိုတာတော့ပြောမယ်အရှင်ဂေါရမရဲ့ခြေအစုံကိုလေကျွန်တော်လက်အစုံနဲ့မဆွဲပြီးတော့ဟိုသမုဒ္ဒရာတွေရောက်အောင်ကျွန်တော်ပြစ်နိုင်တယ်နော်ချင်းချောက်စကလုံးအကျမ်းနေနဲ့ပြောလိုက်တာအာလဝကသာတပြေးတပြေးမောသွားတယ်မြတ်စွာဘုရားကပြုံးနေတယ်ဘာဖြစ်လဲမြတ်စွာဘုရားကပြုံးလေအာလဝကဘာဖြစ်လဲဟာငါပြောနေတဲ့ကိစ္စခေတ်စကားနဲ့ကြငါအိမ်ထဲနဲ့ကျူးကျော်နေတယ်ငါပြောတာများမခိုးမခတ်မလေးမစားနဲ့အာလဝကခါနဲ့ဇိုးဇိုးဆက်ဆက်တုံးလာသူဇက်ဇက်တုံးအောင်ဒေါသတွေဖြစ်နေလေဘုရားကကြည်ပြီးတော့ခေါင်းလေးကြီးဖြစ်မှဖြစ်ရနေဘူးအဲ့တော့အာလဝကတစ်ပြေးတစ်ပြေးပြိဿရဲ့ဝစီကံနဲ့သာသူဘုရားကိုပြစ်မှားနေတာကာယကံနဲ့တော့တကယ်မလုံရဘူးဘလို့တော့သူကြည့်ငါလည်းပြောတဲ့စကားလေးကျမ်းတာကုန်ပြီဂေါရမမျက်နှာကြည့်ရတယ်တစ်ချက်မှအပြုံးမပြတ်ပြိဿရဲ့ကျွတ်ချိန်တန်လာအတွေးမှန်နေဝင်တယ်ဒါအလောကစဉ်းစားတယ်တလောကလုံးကပြောကြတယ်ဂေါရမမြတ်စွာဘုရားမေတ္တာတော်အနန္တတိကံရဲ့စိတ်တွေအနန္တကရုဏာတော်အနန္တရှိတယ်လို့ပြောကြတဲ့စကားကတော့ဟုတ်များဟုတ်နေမလားဟောဒီတိခံနဲ့စိတ်နဲ့မေတ္တာရဲ့စွမ်းအားဒီအလိုကျမ်းနေတဲ့ဒီလိုရဲ့နှလုံးသားတော်မှာခံနိုင်ရှိရတာသူအတွေ့အကြုံကြောင်းတော့ဒါဆိုရင်တလောကလုံးကပြောကြတယ်ဂေါရမမြတ်စွာဘုရားဒီမေတ္တာတော်အနန္တကရုဏာတော်အနန္တမုဒိတာအနန္တသုခိတာအနန္တချမ်းသာဒုက္ခတွေအနန္တတိကနေအနန္တလို့ပြောတဲ့စကားလုံးကတော့ဟုတ်ပြီချင်းနည်းနည်းလေးအမှတ်ပေးတာပြီးတော့သူပြောတဲ့စကားတွေကိုမြတ်စွာဘုရားကပြုံးနေတဲ့အပြုံးစွမ်းအားဒီဂေါရမမြတ်စွာဘုရားရဲ့အပြုံးကြီးဘယ်သူနှလုံးကိုသွားထိအာလဝကပြိဿရဲ့ဒီတရားမှာသုဒ္ဓမဟောရင်ဒီဟာလေးတစ်ခုတည်းဘုန်းကြီးတို့အတူခိုးဖို့မကောင်းဘူးလောကလူတွေနဲ့ဆက်နွယ်နေရတဲ့လူသားတယောက်အတွက်ကျန်တဲ့လောကရန်ဘလောက်ကျမ်းတယ်ပြောလူပါဇက်နဲ့တွေ့တဲ့လောကရန်လောက်ကျမ်းတာရှိပါမလားရှိမွမ်းတာလည်းပဲပါဇက်ကဲ့ရတာလည်းဆဲတာလည်းချိုချိုသာသာပြောတာလည်းအမလီပြိဿရဲ့ဟောဒီပါဇက်တစ်ပေါက်ဒီကဘာကြီးကိုဒုက္ခရောက်နေတာအဲ့ဒါပဲပြီးတော့ဒီပါဇက်ပေါက်မှာကိုယ်ပါရောမရှိဘူးလားအမလီသူများအရင်မစင်တာနဲ့ကိုယ်ပါဇက်ကရောအဲ့ဒီလိုတခါလေသူများပုံမှာဝစီကံကျမ်းတာတွေလူတာတွေစုံအောင်မပြောခဲ့ဘူးလားကိုပြောတော့အရသာရှိလားမရှိလားလက်ပတ်ထုတ်တပွဲနဲ့ပြီးရလားကိုအပြောခံရတဲ့အခါကျတော့လက်ပြောက်တစ်ချက်လေးပြီးတဲ့အချိန်လေးပြောခါတော့ခံနိုင်ရှိရလားအောင်ငုံနဲ့သူအဲ့လိုပြောတယ်ဘယ်မလဲအကောင်မှကတုတ်ဟုတ်လားချက်ချင်းတခါမောင်းတင်သွားတာဟုတ်လားအဲ့တော့ပြောချင်တာကအဲ့ဒါပဲဒီမှာ
အာလဝကကြီးရဲ့အလွန်ကျမ်းနေတဲ့နှလုံးသားကိုဘုရားတရားဟောပြီလားဘာတရားမှမဟောသေးဘူးပြိဿတွေမေတ္တာအပြည့်ခန္တီအပြည့်နဲ့ပြုံးနေတဲ့အပြုံးလေးတစ်ချက်တည်းနဲ့အာလဝကကလေးတွေပြောတဲ့စကားနဲ့ဆိုဟတ်ကြည့်ပါတိလားဟတ်ဒီပြီဒီတဲ့အခါကျအာလဝကစဉ်းစားတယ်ဒါဆိုရင်ဟုတ်ပြီဘောရမမြတ်စွာဘုရားတလောကလုံးကပြောတဲ့မေတ္တာကရုဏာတွေအနန္တပိုင်ရှင်ဆိုတော့သိကြပြီဒါပေမဲ့တစ်ခုကျန်နေတယ်ဘာလဲဆိုရင်ဟောဒီဘောရမမြတ်စွာဘုရားကိုသူတို့ပြောကြပြန်တယ်အလုံးစုံကိုသိတဲ့သဗ္ဗညုတရွှေဉဏ်တော်ရှင်ပိုင်ရှင်လို့ပြောတယ်ဒါဟုတ်မဟုတ်ကိုလည်းငါဆက်ပြီးတော့စုံစမ်းအောင်မှလေ့လာအောင်မှဖြစ်မယ်ပြိဿတွေအဲ့ဒါပဲကြောက်ကြွချိန်တန်းလာတော့သူဒီအကောင်းဘက်ကိုလဲမလာဘူးပြတ်သူပါစဉ်းစားနေဟိုကတ္တမမြတ်စွာဘုရားလက်ထက်တည်းကမိဘနှစ်ပါးသင်ပေးထားတဲ့မိဂုံးတွေအခြေတွေသူနှလုံးသားမှာသိခဲ့တာအများကြီးပဲသို့တော်ပြိဿရဲ့ကဘာတွေကြော်ကြော်လွှားလွှားလာတဲ့အချိန်ကာမဂုဏ်အာယုန်ထဲမှာနစ်မျောခဲ့တဲ့အလောကဘီလူမင်းဘောရမမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာမိဘတွေသင်ပြီးထားတဲ့မိဂုံးအစုံအဖြေအစုံရှိတဲ့အသည့်ဒီမိဂုံးဒီပဲသူ့အုံတော်ထဲမှာမှတ်မိတော့တယ်အဖြေပြောက်သွားတယ်။ဘာပြောက်သွားလဲ။အဖြေပြောက်သွားတယ်ဒီတော့သူကမိဂုံးကိုမေးလိုက်ရင်ဖြေလိုက်ပြီဆိုတော့သူပြန်သတိရမယ်ဒါဆိုရင်ကသဗ္ဗမြတ်စွာဘုရားလက်ထက်တည်းကပြီးတဲ့ဒီအသည့်ကိုဘောရမဖြေနိုင်ရင်တော့โอเคသိကြပြီဘောရမသဗ္ဗညုတဘုရားရှင်ဟုတ်ပြီဒီပါပြိဿအဲ့ဒီမှာမြတ်စွာဘုရားလည်းခေစကားနဲ့ပဲဒီခွင်စောင့်နေတာခွင်နဲ့ဝင်မသွားဘူးလားခွင်နဲ့ဝင်ပြီးအဲ့တော့ပြောချင်တာကဟောဒီပါဠိတွေအများကြီးပြောမဲ့စာဘုန်းကြီးတို့ဒီမှာအခုစိတ်ဓာတ်လေးကျမ်းရာကနုညံ့စပြုလာတဲ့အာလဝကဘီလူမင်းသည်ကျတို့ရဲ့ရှင်တော်မြတ်ဘုရားကိုမေငွန်ပေါင်းများစွာနဲ့ပြီးပါတယ်အဲ့ဒီတည်းမှာဒီကနေ့အာလဝကမေးတဲ့မေခွန်းလေး၄ချက်ကိုပူတယ်ထားပြီးတော့ဘုန်းကြီးတို့ဓမ္မဒါနပြုပါမယ်နော်ဒီတော့အာလဝကကြီးစဉ်းစားတဲ့အတိုင်းဩခေါရမမြတ်စွာဘုရားသဗ္ဗယုတရွှေညာရှင်ဟုတ်မဟုတ်တော့ငါမေခွန်းနဲ့ပြီးမှပဲအနာကိုချင်းခတ်အဲ့ဒီအချိန်မှာသူဒေါသတွေပြေသွားမလားမပြေဘူးလားပြေသွားပြီမေတ္တာရဲ့စွမ်းအားကိုသူခံလိုက်ရပြီကရုဏာရဲ့စွမ်းအားကိုခံလိုက်ရပြီသီးခံခြင်းရဲ့စွမ်းအားကိုခံလိုက်ရပြီဆိုတဲ့အချိန်ပုံမှန်ဖြစ်သွားတဲ့စိတ်ဓာတ်တွေနဲ့အခုကျတော့သူသိကျင်တဲ့အဖြေတွေပြီးတော့မယ်ဟုတ်ပြီလားဒါကြောင့်ဒီကာထာလေးနဲ့စကြရအောင်နော်ကထာသုတရတိဩဃကထာသုတရတိအနောကထာသုဒုက္ခမေစေတိကထာသုပရိသုတ်တိဘောဂရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်ဩဃတပိတော်ကိုကျုံနေရပါတဲ့ဩဃလေးပြသန္တရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်အနောတပိတော်ကိုကြောက်လာပါတယ်ဆိုတဲ့ဝတ္တုကသုံးပြသမုဒ္ဒရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်ဒုက္ခတပိတော်ကိုကြုံနေရပါတယ်ဘုဒ္ဓကသုံးပြသမုဒ္ဒရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုအဘေကဲ့သို့သောရည်စင်ရည်အေးဖြင့်ပရိသုတ်တိတပိတော်ရဲ့တဏ္ဍာမှာကိန်းနေတဲ့ကိလေသာအညစ်အကြေးအပြစ်ဘေးကိုဆေးကြော၍ရောင်နိုင်ပါသနည်းဖျားဤတည်သောအာလဝကယခောစေတတွေကျမ်းသာရာကအနှဲငယ်နုညံစာပြုလာတဲ့အာလဝကဘီလူမင်းကြီးသည်ဘဂဝန္တံဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးကိုအဘုံစီသီလိုရည်နဲ့ကောင်းစွာမသွေမိလျှောက်ပါလေတော့တည်း
သေဆိုင်ဟောဒီဂါထာလေးကိုမြန်မာလိုတစ်ပတ်ချင်းနဲ့ပြန်ပြီးတော့မှတ်ကြည့်ရအောင်နော်အာလဝကဘီလိုမင်းမေးတဲ့မိဂောလေးကိုဒုပရိသမြန်မာလိုလေးမှတ်မယ်ဓမ္မအခြေအနေများပြီးမှာနံပါတ်1အရှင်ဂေါရမဖေဟာတပည့်တော်တို့ဖြတ်သန်းနေရတဲ့ဩဃလေးပြာသန္တရာကြီးကိုဘယ်လိုတရားမျိုးနဲ့လွတ်အောင်ကူးနိုင်ပါသနည်းဖရာသိတဲ့ဘာလို့လွတ်ကူးကျင်တာလဲဩဃလေးပြာသန္တရာကြီးကိုတပည့်တော်တို့ဘယ်တရားနဲ့လွတ်အောင်ကူးနိုင်တယ်လဲတစ်ချက်တပတ်နဲ့ဘိုးအရှင်ဂေါရမဖေဟာတပည့်တော်တို့ကျုံနေရတဲ့ကိလေသာဝကမ္မဝဝိပါကဝလို့ခေါ်တဲ့သမုဒ္ဒရာကြီး30နဲ့တူတဲ့ဝတ္ထုခ3ပြာသမုဒ္ဒရာကြီးကိုဘယ်လိုတရားမျိုးနဲ့လွတ်အောင်ကူးနိုင်ပါသနည်းဖရာဓမ္မနိဗ္ဗာန်ကပါကူးမယ်ဝတ္ထုခ3ပြာတဲ့ဘာနဲ့ဥပမာပေးတာသမုဒ္ဒရာကြီး3စင်းကိုဖြတ်သန်းနေရတယ်လို့ပဲအလွန်ကျေပြောနာတဲ့ဝတ္ထုက3ပြာကိုဘာနဲ့ကူးရမလဲဒါတော့ဆိုရပြီနော်နံပါတ်3မိဘကဘောရမနွယ်ဝအိုရှင်တော်မြတ်ဖရာသတိတော်တို့သည်လောကီလူဘဝနေကြရတဲ့အချိန်ဓမ္မမို့ရင်တပည့်တော်သတ္တဝါအလုံးကျုံနေရတယ်ကိုယ်ဆင်းရဲဆိုတဲ့ဒုက္ခမျိုးစုံစိတ်ဆင်းရဲဆိုတဲ့